ကောင်းကြီးဘုံကမို့ကောင်းလိုက်ရချူကြီးနဲ့လားနဝေလုံးမမို့ဒီနဲ့အရှင်သုံးလို့နေအဲ့ဒါခေါင်းရဲ့ချိုးခင်းလို့လားအဲ့ဒါခေါင်းကမို့ဒိဋ္ဌိကာယလေးလကကောင်းကြီးဘုံကမို့ဆောင်းလိုက်ရကျူကြီးနဲ့လားနဝေလုံးမမို့ဒီနဲ့အရှင်သုံးလို့တဲ့အဲ့ဒါခေါင်းရဲ့ချိုးကြီးနဲ့လားနဝေလုံးမမို့ဒီနဲ့အရှင်သုံးလို့တဲ့အဲ့ဒါခေါင်းရဲ့ချိုးလေးလေးဦးတော်ကြီးခင်ဗျာဒီကြောင်ကအချိန်တို့မှနှုတ်ဆက်ရတော့မယ်နော်ဟုတ်တယ်အဲ့မတမ်းမကျွန်တော်ရင်မခံစားလို့မရဘူးဗျာဒါဟုတ်ဒီလေငါလည်းညနေရတော့ဖိတဲ့နဲ့ခွဲရတော့မယ်ဆိုတော့ငါစိတ်ထဲမကောင်းညနေထမင်းဆိုင်နဲ့ငါမြေးနေကြတာလွမ်းလို့ဖိတဲ့နဲ့ခွဲရမှာမို့ဟိုဟင်းရငယ်သေးစတော့မင်းလည်းမတော်ရဲ့လူလေးဒီလေးစောနိုင်မို့ရုတ်တရက်ခွဲမဲ့နှုတ်ဆက်ပွဲညဟုတ်တယ်နိုင်ပိုင်းအတွင်းမှာပြည့်တက်ကြီးနဲ့ရင်ကြီးအကတော့နော်များမကြကြီးအချိန်မှာတယောက်နဲ့တယောက်တက်တာဆိုတဲ့ဟုတ်လားခွဲခွာမှုလေးတွေပြီးသွားတော့မှာကိုစက်ကားကြီးကိုစီးပြီးလက်ပြနှုတ်ဆက်ပြီးကြံခဲ့ရမယ်ပြည့်တက်ကြီးကိုကျွန်တော်မကြည့်ရဘူးဗျာအလွန်နေတဲ့ရင်မဆိုင်ရဘူးပေါ့တကယ်ပါဟောဒီရွာမှာကရတာကျွန်တော်ကခဲ့တဲ့တက်တန်းတစ်လျှောက်အပျော်ဆုံးနေရပါပဲဗျာအဲ့ဒါတော့ဟုတ်တယ်တကယ်အဲ့ဒါတော့မှန်တယ်စရောက်ပြီဆိုတဲ့ကညီလေးစွမ်းနိုင်ဖို့ဘာလို့လဲဟုတ်လားဘာဖုံးတို့ကအစတကယ်အကုန်လုံးဆရာတော်တို့ကအစဘာလို့လဲတောက်ရည်ဆိုတောက်ရည်ထမင်းကအစဟိုမှာပေါ်ဒီကိုကြိုင်းကြိုင်းနေလာပို့လားဘယ်သားတွေလောက်လောက်ငါဆောင်ဒါစေတနာအဲ့ဒါတွေမကောင်မင်းဇက်ခုံလည်းကြည့်အောင်ဇက်ခုံဒီမန်းတစ်ကောင်တော့မတူတောက်တော့တင်းနေလှလှပါပါကြီးဟုတ်တယ်ဇက်ခုံတောက်တဲ့ငါတို့တယောက်ထင်ထားတဲ့ကလကလိုက်ကတွေတောက်လို့နဲ့လှလှပါစီတော့မှန်တာပေါ့အဲ့ဒါကငါအရင်ကစိတ်ချမ်းသာနေတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဗျအဲ့ဒါတောင်မို့လဲကျွန်တော်တို့ကောင်းဆောင်မင်းသားစောနိုင်မှုကမြစ်တာထားယူမပြန့်ချင်တာလေဗျာအေးဗောဒီရောမကတာတာရောက်စိတ်ချမ်းသာတာဟုတ်လားဟုတ်တယ်ဗျကဲဒီလေးဥရသာကြီးမိုက်လည်းမပါတကြ
ညာလုံးချိုးစားနေတာပေါ့ဟဲ့လားတညာလုံးစရိရှိုးလေးဆိုလိုက်မြမတန်လေးဆိုလိုက်နော်တခါရက်ဒီကလိုက်ဟဲ့လားအတန်တရဝင်သွားပြီနော်မတက်တာတွေစားပြီလို့မင်းသား ဘာတွေသွားစားရတော့ချီးမသားချီးတယ်ဟာဒါဆိုငါစားကြမကြတော့ဘူးဗောဒီကောင်အဲ့တော့တာနန်းရမဟုတ်မှတော့သူအာသာရခုံနေလားမသိပါဘူးဘာတကားလဲအာသာရနေခေါက်သူစော့နေလေမှာဟာဒါငါးပေါင်းနဲ့ငါးပေါင်းလေးပေါင်းအဲ့လိုရိုက်နေမှလေငါဖေးအဲ့လိုဒီထဲမှာအသက်ကြီးဆုံးနော်အာသာရခေါက်မိုးလင်းနေပြီမိုးလင်းတော့ပဲချိန်တော်မနေတော့ဘူး6နိုင်ထိုးတော့မယ်ညီလေးပေးပြီဝေးမင်းသားကြောင့်လေးစွမ်းနိုင်မို့ညီလေးပေးပြီဝေးစွမ်းနိုင်မို့လေတော့မလုံနဲ့တော့မလုံနဲ့ကျွန်တော်အထင်မသေးနဲ့မင်းသားလေးညှလိုက်တာချောလိုက်တာနော်ပြည့်တဲ့ကြီးနဲ့ခွဲရတော့မယ်ခွဲရတော့မယ်မခွဲလို့လည်းမရဘူးလေအနာကြီးကပြည်တယ်တော်မဲ့နေမကျွမ်းတော့လဲလွမ်းရတော့မှာပေါ့ခဏတာခွဲခွာမှာပါနော်ညီလေးရွှေထူးရေမင်းသားခေါ်တော့မင်းသားကိုရိုးရိုးတီတီထူးရတော့မှန်နေမင်းသားကိုတခုတော့တောင်းဆိုပြရသည်ဘာမှတောင်းဆိုပါတော့ကျွန်တော်တို့မနှက်ပြန်ညာကတော့မန်နေဂျာကိုညာချင်းဖြတ်တယ်နနမိုးတော်အလေးရောက်လို့မင်္ဂလာရှိတဲ့စကားပြောရမှာညက်ပတ်တဲ့ဥတ္တအိုလေးဒီညညာချင်းဖြတ်ပြပါတော့တောင်းဆိုပါတယ်တကြီးဆိုငါဘာမှလည်းမပြောပါဘူးမလုပ်ပါနဲ့ကိုရှင်ကြီးနော်မင်္ဂလာပါမင်းနိုင်မင်္ဂလာပါပြန်လို့ရှိရင်သူ့အိမ်မှာစောင့်နေတဲ့သူ့အမေကညာချင်းမအပ်ရင်အရင်ကနေဖြတ်မှာမဟုတ်ဘူးဟိုမှာသူမုတ်လိမရလဲအရင်ပြုတ်လာပြီဒီကပြားထောင်သွားမှာဟိုညာချင်းပြန်ငတ်ပြီပေါ့မင်းတို့အဲ့ဒီအမှုပေါ်သွားရင်ပေးတဲ့ကမင်းတို့ရောက်ထုတ်ပေးမှာလားလားမင်းသားဆိုရောက်တဲ့အရက်မှာမြစ်တာဖို့ခွန်းတောက်လေးဆိုရတယ်ဗျာဟုတ်ကဲ့တပည့်သိန်းကိုကြီးလေးဟုတ်ကဲ့တုတိမင်္ဂလာညမဟာတောင်းကြွားရောက်ခပင်းပုဂ္ဂိုလ်ရင်ကိုဟုတ်ပါမိတိရွေလာဝန္ဒနာဖြစ်လေရွာသားကြီးအောင်စီမို့ဟုတ်ပါဝန္ဒနာဖြစ်လေပါကပ်ပါမလေးရွှေတဲ့ဆုရှင်မဆန်းနဲ့ဟုတ်တယ်နိုင်ငံတော်ရွှေစိတ်တွေအများကြီးရထားတာဟုတ်ပါရွှေစိတ်တွေဆောက်ခုနဲ့တည်းကောနောက်မှာကကပ်ပါလာတာရွှေနှဲကျော်ကဘဒုလေးတော့ဟဲအဲ့ဒါတသိလူမဟုတ်ဘူးဟာဒီဝိုင်းထဲမှာတည်နေတဲ့ဆိုင်းဆရာရဲ့ရင်သွင်းငယ်အောင်စီမှုရဲ့ရင်သွင်းငယ်သားစစ်စစ်ကလေးအဘဘူးကိုင်းမင်းသားကျော်လေးထောက်ရန်ဖြစ်ပါလေဟုတ်တယ်ဟုတ်ပါငါပြောတယ်သူညီကိုတွေလို့ပြောတယ်ဟာနို့ဆိုအေးလေတို့ဖေကနို့ညာတဲ့သူဘာဖြစ်လို့ညွှန်းလာပြန်တို့ဖေညာလို့အဲ့ကလေးဆိုရတာလေဒါကြောက်ပြောနေကျွန်တော်တို့ကနော်မိသားစုတွေပါနော်ဟုတ်တယ်သူကကိုယ်တိုင်စိုင်းမင်းသားကျော်ဟုတ်တယ်ဘေးမှာဘဒုခေါ်နေမဟုတ်ပါဘူးမဟုတ်ပါဘူးစွန့်နိုင်မဟုတ်အင်မတန်ချစ်လုံးအားကြီးလို့တခုတကလာပြီးတော့သူကပါရမီဖြည့်ရတာတတ်ကဟိုကနေအလဲမင်းကူအပင်မခံပြီးတော့ငါညီလေးစွမ်းနိုင်ဖို့အတွက်ဆိုတယောက်တယောက်မဟုတ်သားပါနေတယ်လို့မှန်ပါတယ်ဗျာအပင်မခံနဲ့ရဇန်နဲ့မဟုတ်ဆိုင်နေဟုတ်တယ်သူစက်မလို့တာစွမ်းနေမလို့သူလာကူညီပေးတာမှန်တယ်သူကလည်းရွှေတိတ်သူ့ရှင်လေးပါဟုတ်ကဲ့ဗျာဟုတ်ကဲ့ဆိုကရည်ဒီမှာနော်ကဲဒီကရုပ်တရက်ခွဲမဲ့နှုတ်ဆက်ပွဲညမှာမြစ်တာဖို့ခုတ်တော့လည်းမပြီးသေးဘူးနည်းနည်းတကူတော်ပြီးချင်းအားကြီးလို့လုခမဲ့အလုပ်တွေတော့မေ့တယ်။အော်ဒါမြစ်တာသောဟုတ်လားမြစ်တာသောဆိုအမှားတော့ကတ်မှာပေါ့။ကဲကြီးတက်ဆက်တော့ဒီဝါရှိတ်တော့သားကျွန်တော်ရောက်သည်ဒီမှာစာရွေအာရောကြံပရမန်လာအာရောကြံအနာကိရွေလာပါလက်ကြည့်ကိုယနေ့မှစာရွေရကြပါစေတည်းသာရုသာရုသာရုအားလုံးကျမ်းမှာထွန်းလာကြပါစေခင်ဗျာအောင်ပွဲကြီးလည်းပြီးပါပြီဟုတ်ကဲ့နော်အထိန်အောင်ပွဲကြီးဟုတ်ကဲ့ဟောဒီရွာသူရွာသားဘေးမခရမခပဲနော်
အနာမျိုးကိုလည်းကြောင့်ပါကင်းဝေးပြီးကက်ကြီးသုံးပါကျော်လွှမ်းနိုင်ကြပါပြီဗျာ မှန်တာဗောတယောက်မြတ်တာတယောက်စေတနာဗောအလျားနာရှိတယ်လို့ပဲအသွားပြန်ဆိုတာရှိတယ်ဗျာ မှန်ပါလေဗျာ စောင်းသူစောင်းညာချုပ်လို့မလုံးပါဘူးမြစ်တာချုပ်မှလုံးပါ မှန်တယ်ပေါ့ ဟုတ်လား ဟုတ်တယ် မမမင်းနဲ့ မေတ္တာချုပ်မှလုံမှ လုံးဟုတ်တယ် ဒါကြောင့်ရွှေမေတ္တာလေးပို့လိုက်ကြတယ် ရွှေမြစ်တာလေးကဲရွှေမြစ်တာတဲ့နားတော်တာ